Yes. No, go. Yabi. အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုကတော့ဒီ The Chinland Post Media နေပြီးမှဒီ22ရက်နေ့မှာဒီမင်းတပ်မြို့မှာဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီးမှဒီဆန္ဒထုတ်ဖော်တဲ့ဦးဆောင်တဲ့ခေါင်းဆောင်နေဦးကေကြီးနဲ့ကျွန်တော်တို့ဒီချိုးချင်း Women Organization ရဲ့ Director မခင်ဝင်းကြီးရပ်ဖက်ပြောဆိုเนาะနဲ့ကျွန်တော်တို့ဒီချင်းပါတီ CNND မင်းတပ်မြို့နယ်ပါတီဥက္ကဋ္ဌနှစ်ကိုပွဲလက်မောင်းကိုကျွန်တော်တို့ဒီဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီးအင်တာဗျူးပြုလုပ်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအင်တာဗျူးမှာဆိုရင်ကျွန်တော်တို့ဒီမင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ရွှေအောင်သားနဲ့ဒီမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့မကွေးတိုင်းနယ်ချားမှာကျွန်တော်တို့နယ်မြေပြဿနာအငြင်းပွားမှုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်ဒီဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီဆန္ဒထုတ်ဖော်ရတဲ့ရည်ရွယ်ချက်နဲ့ပါကြောက်ဆန္ဒထုတ်ဖော်ကြတယ်လေသူတို့ဒီနယ်မြေပြဿနာပါကြောက်ဖြစ်တယ်လေဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ဒီအရက်ဖက်ဖွဲ့စည်းဖက်ကနေပြီးမှဒီနယ်မြေပြဿနာကိစ္စတွေကိုဘယ်လိုမြင်တယ်လဲဘယ်လိုဆက်လက်ကင်တွေဖို့ရှိလဲဒီချင်းပါဒီဖက်ကရောဘယ်လိုမျိုးဖြည့်ရှင်းခဲ့တာရှိလဲဘယ်လိုမျိုးဆက်လုပ်ဖို့ရှိလဲဆိုတဲ့မေးခွန်းတွေကိုကျွန်တော်တို့မေးမြန်းတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မေးခွန်းမှာကြတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်မှာဒီ NND ပါတီဖက်ကလည်းကျွန်တော်တို့ဖိတ်ကြားထားပြီးမှလည်းသူတို့လက်ရှိအခြေအနေမှာပါဝင်နိုင်ခြင်းမရှိကြောင်းသူတို့ဖက်ကအကြောင်းပြန်လာပါတယ်ပြီးတော့ကျွန်တော်တို့ USDP ဖက်ကလည်းကျွန်တော်တို့ဖိတ်ကြားထားပြီးမှလည်းသူတို့ဖက်မှာ line အဆင်မပြေတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ဖက်ကပါဝင်နိုင်ခြင်းမရှိပါဘူးဒါကြောင့်ကျွန်တော်တို့အခုအဓိကမေးမြန်းရမယ့်ဟာတော့ဒီဆန္ဒထုတ်ဖော်ပွဲမှာဥဆောင်တဲ့ဦးကေကြီးနဲ့မခင်ဝင်းကြီးနဲ့ကိုပွဲလယ်မောင်းတို့ဖြစ်ပါတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အခုလိုဖြေကြားပြဖို့အချိန်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ Chinland Post အနေနဲ့အထူးကျေးဇူးတင်တဲ့အကြောင်းကိုဖော်ပြလိုပါတယ်ပထမဦးဆုံးပေါ့နော်ကျွန်တော်တို့ဒီမေးမြန်းချင်တာတော့ဦးကေကြီးပေါ့နော်ဦးကေကြီးအနေနဲ့ဒီနယ်မြေပြဿနာနဲ့ပတ်သက်ပြီးမှပင်မစတင်ပြီးမှဘယ်ချိန်ကနေစတင်ပြီးမှဘယ်လိုအခြေအနေကြောင့်ဒီနယ်မြေပြဿနာဖြစ်ရတဲ့အကြောင်းရင်းလေးကိုကျွန်တော်တို့လိုရင်းတူချင်းလေး3မိနစ်နဲ့5မိနစ်ကြာတော့ဖြည့်ပေးဖို့မြတ်တရားခံပါတယ်mute ဖြစ်နေတယ်ကြားရအောင် ဦးကေကြီး mute ဖြစ်နေတယ်မကြားရဘူးmute ဖြစ်နေတယ်ကိုယ်သူ့ကို mute လေးဖြုတ်ပေးပါအောင်ဆရာကျွန်တော်အမြုပ်လုပ်ပေးထားတယ် yes လုပ်ပေးပါအောင်ရပြီ okay ရပြီโอเคကျွန်တော်တို့ကတော့1995ကနေကျွန်တော်စာပြီးတော့ရွှေအောင်သာကြီးရွာကိုတည်ထောင်ပြီးတော့နေထိုင်လာကြတာဖြစ်ပါတယ်ပြီးတော့1998မှာနမိတ်အငြင်းပွားမှုပြဿနာရှိပါတယ်ပြီးတော့ကျွန်တော်တို့1998ပြဿနာမှာကျွန်တော်တို့ဒီမကွေးတိုင်းဒေသကြီးကံကောခရိုင်နဲ့ချင်းပြည်နယ်မင်းတပ်ခရိုင်တို့နှစ်ခရိုင်နဲ့3မြို့နယ်ပေါ့မင်းတပ်မြို့နယ်ထီလင်းမြို့နယ်စောမြို့နယ်တို့နဲ့ကွင်းစင်းတဲ့အချိန်မှာကျွန်တော်တို့ကချင်းပြည်နယ်အမှန်ကန်နဲ့ပြန်နေခဲ့ရပါတယ်ပြီးတော့ကျွန်တော်တို့2011ခုနှစ်မှာချင်းပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့ဒါချင်းပြည်နယ်သေချာပါတယ်ဆိုပြီးတော့ပြောလို့ကျွန်တော်တို့နေထိုင်ခဲ့ကြချင်းဖြစ်ပါတယ်ပြီးတော့ဒီ2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲဒီမှာလည်းကျွန်တော်တို့မင်းတပ်မြို့နယ်နဲ့ပဲဆန္ဒမဲပေးခဲ့ရပါတယ်ပြီးတော့ဒီနေ့ကျွန်တော်တို့2020ကြာမှာပဲလူဦးရေစည်းနဲ့လွှဲပြောင်းလုပ်ခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့စာသင်ကျောင်း
တစ်တော်ရုံးကစားချင်းပြည်နယ်ကနေထောက်ပံ့ပေးထားခြင်းဖြစ်ပါတယ်ချင်းပြည်နယ်အနေနဲ့ကျွန်တော်တို့နေရာချင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါအားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အခုလိုဖြေချပေးတဲ့အတွက်ဦးကေကေရောသူကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒုတိယမေးမဲ့သူကတော့မခင်ဝင်းကြီးဖြစ်ပါတယ်မခင်ဝင်းကြီးအနေနဲ့ဒီရွှေအောင်သာနဲ့ဟောပတ်သက်ပြီးမှမခင်ဝင်းကြီးသိရှိထားတဲ့ဒီဓမိုင်းကျောင်းအချက်လက်လေးများရှိရင်ကျွန်တော်တို့မျှဝေပေးဖို့မြတ်တရားခံပါတယ် ဟုတ်ကဲ့ကျေးဇူးပါဆိုတော့ကျမလည်းလှမ်းမိတလောက်တိတလောက်ကိုပြောရမယ်ဆိုရင်ဒီရွှေအောင်သာကြေးရွာဆိုတာကဒီတိုင်းဖြစ်ပေါ်လာတဲ့ကြေးရွာမဟုတ်ပါဘူးကျမတို့ချင်းပြည်နယ်မှာတစ်တော်အရာရှိ1900ပဲခုလဲဆိုတာတော့ကျမမမှတ်မိပေမဲ့ကျမဒီရွှေအောင်သာမှာမနေတဲ့အတွက်ကြောင့်အဲ့ဒီခုနှစ်ဒီပါရီတော့မမှတ်မိဘူးရွှေအောင်သာဆိုတာဒီချင်းပြည်နယ်ရဲ့တစ်တော်အရာရှိချင်းပြည်နယ်ဟာခါမြို့မှာနေတဲ့ပြည်နယ်တစ်တော်အရာရှိကနေအတိအမှတ်ပြုပေးတဲ့ရွာတရွာဖြစ်တယ်နောက်တစ်ခုကဒီတစ်တော်ရုံးနေစိုက်တယ်ဆိုတာလေချင်းပြည်နယ်ဟာခါမြို့မှာနေတဲ့တစ်တော်အရာရှိတဦးရဲ့အတိအမှတ်ပြုမှုနဲ့တစ်တော်ရုံးကိုsite ထူခဲ့တာဖြစ်တယ်ရုံးဖွင့်ခဲ့တာဖြစ်တယ်ရွာတီထောင်ခဲ့တာဖြစ်တယ်ဒါဒီကျမသိထားတဲ့သမိုင်းတစ်ခုဖြစ်တယ်နောက်တစ်ချက်ကကျမတို့ချင်းပြည်နယ်မင်းတပ်မြို့မှာဆိုရင်တိုက်နယ်ကိုခုရှိတယ်တိုက်နယ်အမှတ်1ဖက်ကလူတွေဒီတိုက်နယ်အမှတ်1နယ်ဒီထီးလေးမြို့နယ်နဲ့ဒီမကွေးတိုင်းထီးလေးမြို့နယ်တလျှောက်နယ်စပ်တလျှောက်နောက်တစ်ချက်စောမြို့နယ်ရဲ့နေဆက်တလျှောက်မှာမင်းတပ်မြို့နယ်နဲ့မကွေးတိုင်းရဲ့နယ်နမိတ်တီရှိတယ်အဲ့ဒီနယ်နမိတ်တီမှာချင်းပြည်နယ်ရဲ့နယ်နမိတ်ထဲမှာချင်းတွေအသက်မွေးဝမ်းကြောင်းအရာတော်၎င်းလူမှုစီးပွားအရာတော်၎င်းရွှေ့ပြောင်းနေထိုင်ပြီးတော့အသက်မွေးကြောင်းနဲ့ဆိုတာကျွန်မသိရဲ့ဆိုတော့အဲ့ဒါကထီးလေးမြို့နယ်ဖက်မှာကြည့်မယ်ဆိုရင်လေဒီပန်းကဒီလေတွေပေါ့ဘယ်လိုခေါ်ရမလဲမြေပြန့်ကလေလိုမျိုးတော့မဟုတ်ပေမဲ့ချောင်းနာကန်းနာလေတွေလုပ်ပြီးတော့နေထိုင်ကြတယ်လို့ဒီဖက်ကြီးရွာတွေမှာလည်းအများကြီးသူ့ရဲ့ချင်းပြည်နယ်နဲ့နမိတ်တဲမှာလေရိုင်းတွေဖော်ထုတ်ပြီးတော့ကုန်းမြင့်လေယာတွေဖော်ထုတ်ပြီးတော့နေထိုင်ကြတယ်ဆိုတာကျွန်မသိခဲ့တယ်ကျမမှတ်မိသလောက်နောက်တစ်ကျမပြောရမယ်ဆိုရင်88အရေးခင်းနောက်ပိုင်းမှာ1990ကျော်ဘယ်နှခုနှစ်လဲဆိုတာကျမတိတိကျကျမမှတ်မိပေမဲ့မှတ်မိတဲ့လူကြီးတွေကိုကျမတို့မေးရအောင်မှာပေါ့အသက်ရှိတဲ့လူကြီးတွေအများကြီးရှိပါသေးတယ်ဒီမကွေးတိုင်းစောမြို့နယ်ကြီးရွာကနေလို့ချင်းပြည်နယ်နဲ့မကွေးတိုင်းရဲ့နယ်နမိတ်ပုတ်တိုင်ဒီကိုလာဖြက်စီးတာကိုကျမတို့မျက်လုံးနဲ့မြင်ခဲ့ရတယ်အဲ့ဒီကျမနဲ့ရွယ်တူတွေရှိသလိုကျမရဲ့မိဘအရွယ်တွေဖိုးဖွားအရွယ်တွေအခုချိန်ထိဒီလိုပုတ်တိုင်တွေလာဖြက်စီးတာကိုမြင်ဖူးတဲ့လူတွေအကြီးပါပူလာဖြက်စီးကြတယ်လဲဆိုရင်ကျမတို့ကျမအဖိုးဒီချင်းပြည်နယ်မင်းတပ်မြို့နယ်ရဲ့နယ်နမိတ်မကွေးတိုင်းနဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်နမိတ်မှာလဲလို့ပြီးနေတဲ့အတွက်ကြောင့်ကျမတို့အဲ့ဒီလဲမှာနေခဲ့ဖူးတယ်နေတဲ့အချိန်မှာဘယ်လိုလုပ်ကြတယ်လဲဆိုတော့နယ်နမိတ်ပုတ်တိုင်ကိုအထက်အမိန်နဲ့ကြီးရွာမှာရှိတဲ့အင်ချေထဲကတန်စွန်းတဲ့ယောက်ျားတန်မြန်အကုန်လုံးထမင်းထုတ်ရဘူးနဲ့ဆင်းလာပြီးတော့နယ်နမိတ်ပုတ်တိုင်ဒီကိုအကုန်လုံးဖြက်စီးပြီးတောင်ပေါ်ကနေဖြိုချပြီးချောင်းထဲရောက်အောင်တွန်းချတဲ့ဟာတွေကျမတို့အများကြီးကဒီအချိန်မှာတက်တည်ပြန်ပြောနိုင်တယ်လို့ဘယ်နေရာထဲကဘယ်မြေထဲကဒီပုတ်တိုင်တွေကိုဖြက်စီးပါတယ်ဆိုတာလဲကျမတို့နေရာတိအကျနဲ့ပြန်နိုင်တယ်အခုချိန်မှာအသက်ရှင်တဲ့လူတွေအများကြီးရှိပါသေးတယ်ဆိုတာလေးကိုကျမပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မခင်ဝင်းကြီးကျွန်တော်တို့ဒီအခုထပ်မင်းမဲ့လူကတော့ကိုပွဲလယ်မှဖြစ်ပါတယ်ကိုပွဲလယ်မှအနေနဲ့ဒီရွှေအောင်သာနယ်မြေပြည်ထနာကိစ္စမှာဒီ CNND အနေနဲ့ဘာလုပ်ခဲ့တယ်လဲဆိုတဲ့ဟာလေးကိုလွန်းသူရှင်းလေးဖြေပေးဖို့မြတ်တရားခံပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်နာမည်ပွဲလယ်မှကျွန်တော် CNND ရဲ့
이 두디야도 그타바로 저는 믹스해야지. 저는 이 쉐앙다 케이사네 빠테비로 저는 이 외국 보이면 다인 킹거래가 이 비케레 2010 ရွေးကောက်ပွဲအကျော်လွန်ကလေးကဖြစ်လာတဲ့ပြဿနာကိုတော့ကျွန်တော်တို့သိရပါတယ်ပြီးတော့အခုကကျွန်တော်တို့ဒီရွှေအောင်တာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ CLNT အနေနဲ့ကတော့ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဒီမူဝါဒအထဲမှာလည်းကျွန်တော်ထည့်သွင်းပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့ချင်းပါတီအနေနဲ့ကတော့ကျွန်တော်တို့ဒီ CLNT အနေနဲ့ကကျွန်တော်တို့ရဲ့ဒီရွေးကောက်ပွဲမှာထည့်ထားတဲ့အတိုင်းပဲဒီမြေနေရာကိစ္စကိုတော့ကျွန်တော်တို့လုပ်ဖို့ကတော့ကျွန်တော်တို့မှဒီရွေးကောက်ပွဲရဲ့ဒီဟာမှာလည်းထည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုကကျွန်တော် CLNT အနေနဲ့ကတော့ကျွန်တော်အခုဒီရွှေအောင်တာကိစ္စနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့ဒီဒေတာခန်နေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လူအင်အားတော်လကောင်းကုန်ကြတဲ့အထွေထွေကိစ္စမှာတော်လကောင်းကျွန်တော်တို့ကတော့ဒါပါဝင်ပေးတယ်ပေါ့နော်နောက်လည်းကျွန်တော်တို့ကပါဝင်ပေးဖို့လည်းရှိတယ်ပြီးတော့အခုကျွန်တော်တို့ရဲ့ဒီရွေးချက်အတိုင်းပဲကျွန်တော်တို့ကဆက်လက်ပြီးတော့လည်းပါဝင်ပေးဖို့လည်းကျွန်တော်တို့ဖက်မှာတော့တာဝန်ရှိတယ်လို့ကျွန်တော်တို့ပါတီအနေနဲ့တော့ခံယူထားပါတယ်เนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုဖြေချပေးတဲ့အတွက်ကိုပွဲလယ်မှာအထူးကျေးဇူးတင်ပါတယ်ခင်ဗျအခုဦးကေကီဘက်ကိုပြန်လှည့်ချင်ပါတယ်ဒီဆန္ဒထုတ်ဖော်တဲ့အထဲမှာပေါ့နော်ဆန္ဒထုတ်ဖော်တဲ့အထဲမှာဗားတဲ့အချက်ဒီကိုကြည့်မယ်ဆိုရင်ဒီ၄ချက်ရှိရပါတော့ဒီဆန္ဒထုတ်ဖော်တဲ့အထဲမှာနံပါတ်1ကကြတော့ဒီချင်းပြည်နယ်မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းထီလင်းမြို့နယ်နဲ့စောမြို့နယ်ကြားနယ်နိမိတ်များကိုငကိုမူလအတိုင်းပြန်တတ်မှတ်ပေးရန်ဆိုတဲ့အချက်ပါတယ်နံပါတ်2မှာဒီမင်းတပ်မြို့နယ်လှေချမ်းအုပ်စုအတွင်းတည်ရှိသောရှီအောင်သာကျေးရွာထီလင်းမြို့နယ်တွင်ထည့်သွင်းခြင်းလုံးဝမပြုရန်နံပါတ်3အချက်မှာကြတော့ဒီမကွေးတိုင်းဖက်မှနယ်နိမိတ်ကျူးကျော်မှုများနဲ့ရှီအောင်သာရှိအပြစ်မဲ့ပြည်သူများအားတရားစွဲဆိုခြင်းချက်ချင်းရနံပါတ်4မှာကြတော့ရှီအောင်သာချင်းပြည်သူလူထု၏နေအိမ်များဖျက်ဆီးရန်အမိန့်ပေးညွှန်ကြားခြင်းများရပ်ရန်နဲ့ချင်းပြည်သူလူထု၏အသက်အိုးအိမ်ကိုနိုင်ငံတော်အစိုးရမှအပြည့်အဝအကာအကွယ်ပေးရန်ဆိုတဲ့အချက်ဒီကျွန်တော်တို့တွေ့ရပါတယ်ပေါ့နော်ဒီအချက်၄ချက်ရှိရပေါ့ဆိုတော့ဦးကေကီတို့အနေနဲ့ပေါ့ဒီအချက်၄ချက်ကိုကင်ဆွဲပြီးမှဆန္ဒထုတ်ဖော်ရတဲ့အကြောင်းရင်းလေးကိုလွန်းတူရှင်းလေးရှင်းပြပေးပါအောင်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဆန္ဒထုတ်ဖော်ရတဲ့အကြောင်းကတော့အဲ့ဒီဇောနာပြောတဲ့နယ်နိမိတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာပြီးတော့ဒီကျွန်တော်တို့က1995ကနေစပြီးတော့2019-18အထိဒီချင်းပြည်နယ်မင်းတပ်မြို့နယ်လှိချမ်းကြီးရွာအုပ်စုနဲ့နေလာခဲ့ပြီးမှဒီနေ့2020ရွေးကောက်ပွဲကြမှာပဲမကွေးတိုင်းနဲ့ရောက်သွားတာပေါ့လူဦးရေစင်းကြီးဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်ဆိုလိုချင်တဲ့ဟိုပါပေါ့ကျွန်တော်ရည်ရွယ်ချက်တိမှာချင်းပြည်နယ်မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းထီလင်းမြို့နယ်တို့ကြားနယ်နိမိတ်ဆိုတာကအဲ့နယ်နိမိတ်ကိစ္စတွေကခဏခဏဖြစ်ပွားတဲ့နယ်မြေဒေသဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းတိုင်းသားတွေအပါပေါ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေ53ကိုရည်53ကိုကင်ဆွဲပြီးတော့ဖြည့်ရှင်းပေးဖို့အဲ့ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်နံပါတ်1ကတော့ပြန်လဲသတ်မှတ်ပေးဖို့ဆိုတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေ53ကိုရည်ရွယ်ထားတာဖြစ်တယ်ခင်ဗျပြီးတော့နေ့မှာလှိချမ်းကြေးရွာအုပ်စုတွင်တည်ရှိသောရှီအောင်သာကြေးရွာအားဆိုတာကသူတို့ရဲ့လုပ်ငန်းစဉ်တွေက2011မှာ2012မှာနယ်နိမိတ်ဒီပါသွားပြီးတော့ဒီနေ့2020ကျရင်လူဝေးစဉ်ဒီပါသွားတယ်ပေါ့အဲ့အတွက်ကြောင့်ဒီလှိချမ်းကြေးရွာအုပ်စုအတွင်းကိုဒီလှိချမ်းကြေးရွာအုပ်စုအတွင်းမှာရှိတဲ့ရှီအောင်သာကြေးရွာပေါ့မကွေးတိုင်းထီလင်းမြို့နယ်တွေကိုထည့်သွင်းရလုံးဝကျွန်တော်တို့ဒေသခံတွေနဲ့လက်မခံနိုင်ကြအောင်အဲ့ဒါနှစ်အချက်မှာဖြစ်ပါတယ်ပြီးတော့မကွေးတိုင်းဘက်မှာနယ်နိမိတ်ကျူးကျော်မှုများနဲ့ရှီအောင်သာရှိအပြစ်မဲ့ပြည်သူများအားတရားစွဲဆိုခြင်းချက်ချင်းရဆိုတာကမကွေးတိုင်းဒေသကြီးစောမြို့နယ်ကနေခုတရားစွဲဆိုထားတာရှိတယ်ကျွန်တော်တို့ရှီအောင်သာခုဘာပေါ့တရားရင်ဆိုင်နေတော့ပေါ့တရားရင်ဆိုင်နေကြတော့အမှုကမပြီးသေးဘူးသူတို့ကပြီးတော့ဒီမကွေးတိုင်း
နယ်နိမိတ်ကျူးကျော်ဆိုတာကသူတို့ကကျိုင်း25ကိုကျူးကျော်တယ်ဆိုပြီးတော့ပေါ့တရားဆိုတာဖြစ်တယ်တကယ်လို့သူတို့ကစောမြို့နယ်ပိုင်းမှာကျိုင်း24 25ဆိုတာနှစ်ပတ်တည်းရှိတယ်အဲ့နှစ်ကွက်မှာသူတို့ရဲ့အကောက်ပေါင်းက3200လို့တော့အားလုံးတောင်းပါမှာလေ24 25ကွက်ပေါင်း3286ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှီအောင်တာရဲ့အောက်ပိုင်းမှာဖြစ်တယ်ပြီးတော့တေတော့ဌာနအနေနဲ့သူတို့ကHello သူ့ဘက်မှာ line တိတ်မကောင်းဘူးပေါ့နော် ဆရာမခင်ဝင်းကြီးကိုရင်ဖြည့် ဟုတ်ကဲ့သူ့ဘက်မှာ line တိတ်မကောင်းဘူးဆိုတော့အခုဥကေကြီးပေါ့နော်line နည်းနည်း internet line ခက်ခဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ခဏလေးပြန်ဆောင်ပေးပါမယ်ပြန်ဆောင်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဒီမခင်ဝင်းကြီးဘက်ကိုပဲကျွန်တော်တို့ပြန်လှည့်လာတယ်ပေါ့နော်မခင်ဝင်းကြီးကိုအဲ့လိုမပြီးဘူးလာတော့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျဆက်ပြီးပြောပေးပါအောင်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဘုံဝင်လာလို့ sorry တော့ကိုဟုတ်ကဲ့အဲ့ဒီမကွေးတိုင်းဘက်မှာနယ်နိမိတ်ကျူးကျော်မှုများနဲ့ရှီအောင်သာရှိပြည့်မဲ့ပြည်သူများဆိုတာလေအဲ့ဒါဇွန်နာကျွန်တော်ပြောတဲ့အပိုင်းပေါ့သူတို့ကတတော်ဌာနအနေနဲ့သူတို့က constant လိလာပြီးတော့ဧကတွေထပ်ပြန်ပေါင်းရမယ်ပြန်ပေါင်းပြီးတော့ကြောကွက်ဒီဘယ်နေရာဘယ်နေထားဆိုတဲ့ဟာကိုပြန်တွက်ချက်ပြီးမှသူတို့ကိုတရားစွဲသိနေလို့ကျွန်တော်အနေနဲ့ထင်တာပေါ့နော်ပြီးတော့သူတို့တရားစွဲတဲ့တဲ့ကျွန်တော်တို့ပုတ်တိုင်နေပါလိုက်ရှာတယ်အကုန်လုံးနော်အကုန်လုံးလိုက်ရှာတဲ့ခါကျတော့သူတို့ရဲ့24 25ဆိုတော့အောက်ပိုင်းမှာကြံနေခဲ့တာတကယ်လက်တွေ့အဲ့တော့ကျွန်တော်ကအပြစ်မဲ့ပြည်သူတွေဆိုပြီးတော့ကျွန်တော်ရည်ညွှန်းထားတာဖြစ်တယ်ခင်ဗျပြီးတော့နံပါတ်4နေရာမှာလေရှီအောင်သာချင်းပြည်သူလူထုနေအိမ်များဖြည့်ဆည်းရအမိပြင်းညွှန်ကြားခြင်းများနဲ့အမိပြင်းညွှန်ကြားခြင်းများရရနဲ့ချင်းပြည်သူလူထု၏အသက်အိုးအိမ်ကိုနိုင်ငံတော်အစိုးရမှအပြည့်အဝကာကွယ်ရန်ဆိုတာနံပါတ်4နေရာအချက်မှာပေါ့ဒီရှီအောင်သာချင်းပြည်သူလူထု၏နေအိမ်များဖြည့်ဆည်းရဆိုတာကသူတို့ကကြောက်မကွေးတိုင်းဒေသကြီးစောမြို့နယ်ကြောက်ထုမြို့နယ်ခွဲyes ခန်းကနေတူရဲဦးနေလင်းထွန်းကနေအမှုဖွင့်ထားတာဖြစ်တယ်အမှုဖွင့်ထားဆိုတတော်ကနေအမှုဖွင့်ပြီးတော့သူကအမှုကိုပေါ့တရားစွဲဆိုတဲ့သဘောပေါ့ပြောရရင်အဲ့ဆိုတော့အဲ့ဒါကိုကျွန်တော်မေးတယ်ခင်ဗျမေးတော့သူတို့ကတန်ငွေ3 သိန်းဒါမှမဟုတ်ထောင်ဒဏ်တစ်နှစ်ဒါမှမဟုတ်မရရတဲ့နည်းနဲ့ဖျက်ရမယ်ပေါ့ဒါတရားသူကြီးပြောတယ်လို့ပြောကြပါတယ်ခင်ဗျပြီးတော့ဒီနေအိမ်များဖျက်ဆီးရန်ဆိုတာကဒီစောမြို့နယ်တတော်ဦးစီးဌာနကနေပြီးတော့ yes ခန်းမှာမှုဖွင့်တဲ့အချိန်မှာဘယ်နေ့လားကျွန်တော်တို့ပြည်သူမှာတော့မရောက်ဘူးသူတို့ရဲ့ညွှန်ကြားချက်တွေပေးချတယ်ဒါပေမဲ့သူတို့က yes ခန်းမှာအမှုတိုင်တဲ့အချိန်မှာဒီလိုရက်စွဲတွေပေးပါလေနဲ့သူတို့ကပြောင်းရွှေ့နေထိုင်ခြင်းပြောင်းရွှေ့ခြင်းလုံးဝမပြုလုပ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဆက်ပြီးတော့တရားစွဲဆိုခြင်းဖြစ်တယ်လို့ဒူရဲနေလင်းထွန်းကပြောတယ်ခင်ဗျအဲ့အတွက်ကြောင့်နေအိမ်များဖြစ်စီရမယ်ပြညွှန်ကြားခြင်းများရရနဲ့ဆိုပြီးတော့ကျွန်တော်ထည့်ထားတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ရှီအောင်သာကြီးရွာမှာကျွန်တော်တို့နေထိုင်တာကတော့အကုန်လုံးကဒီလိုပေါ့လက်လုံလက်စားတွေတောင်းသူတွေဆိုတော့ကျွန်တော်တို့ရဲ့အိုးအိမ်ကြီးဖြစ်စီဖို့ဆိုတာကကျွန်တော်တို့မှာတော်တော်လေးအခက်အခဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့နဲ့ချင်းပြည်သူလူထုရဲ့အသက်အိုးအိမ်ကိုနိုင်ငံတော်အစိုးရမှအပြည့်အဝကာကွယ်ပေးရန်ဆိုတဲ့အားနဲ့ကျွန်တော်တို့ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပဲကိုဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့အခုလိုပြည့်ပြည့်စုံစုံဖြေချပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်အခုကျွန်တော်တို့ဒီမခင်ဝင်းကြီးရှိသေးလားခင်ဗျရှိရနော်မခင်ဝင်းကြီးဘက်ကိုကျွန်တော်တို့ပြန်လှည့်ပေးချင်ပါတယ်ပေါ့ကျွန်တော်တို့အခုရှီအောင်သာနယ်မြေပြည်နာကိစ္စမှာကျွန်တော်တို့မင်းတပ်မခင်ဝင်းကြီးတို့ကဒီမင်းတပ်မြို့နယ်မှာပေါ့နော်ဒီရပ်ဖက်အဖွဲ့အစည်းမှာလည်းဥဆောင်တဲ့လူလှုပ်ရှားတဲ့လူတွေဖြစ်တယ်ဒီချိုးချင်း women organization မှာလည်း director ဖြစ်တယ်ဒီအမျိုးသမီးအခွင့်အရေးမှာလည်းပေါင်းလှုပ်ရှားတဲ့လူတွေဖြစ်တယ်ပြီးတော့ဒီနယ်မြေကိစ္စမှာလည်းမခင်ဝင်းကြီးတို့အနေနဲ့လည်းဒီတည်ထားတဲ့လူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနယ်မြေပြည်နာကိစ္စမှာ
ကျွန်တော်တို့အခုရွှေအောင်သာအထက်မကပဲနဲ့ကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာနေချပြတ်နိုင်အများရှိရပါတော့အဓိကတော့အခုရွှေအောင်သာကိစ္စမှာဒီမင်းတပ်မြို့နယ်အတွင်းဖြစ်နေတဲ့အခါကျတော့မင်းတပ်မြို့နယ်မှာရှိတဲ့ရပ်ဖက်အဖွဲ့အစည်းရပ်ဖက်လူမှုအဖွဲ့အစည်း CSO တွေအနေနဲ့ဘာလုပ်ခဲ့ကြတယ်လဲပေါ့ဒီပြဿနာဟာတော်တော်လေးကြာခဲ့ပြီလို့လည်းကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ဘာလုပ်ခဲ့ကြတယ်လဲဆိုတဲ့ဟာလွန်းတူရှင်းလေးဖြေကြပေးပါခင်ဗျာကျေးဇူးပါnews လေးဖြုတ်ပေးပါဦးမခင်ဝင်းကြီးမကြားရဘူးခင်ဗျ news လေးဖြုတ်ပေးပါဦးmusic ခဏခဏတက်နေတယ်ဟုတ်ကဲ့ရပြီခင်ဗျရပြီဟုတ်ကဲ့အခုမှကြားရတာဟုတ်ကဲ့ဆိုရင်ကျမတို့အရပ်ဖက်ဖွဲ့စည်းဆိုတာကသိတဲ့အတိုင်းပဲလူထုကိုအခြေပြုတဲ့အရပ်ဖက်ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒီဆုံးဖြတ်ချက်ချပိုင်ခွင့်လည်းမရှိသလိုအာဏာပိုင်အဖွဲ့အစည်းလည်းမဟုတ်ဘူးဆိုတော့ကျမတို့အရပ်ဖက်ဖွဲ့စည်းအနေနဲ့တတ်နိုင်တဲ့ဟာဒီကျမတို့မှာ data အချက်လက်တီကောက်ခြင်းတို့တိကျမှန်ကန်သောသတင်းအချက်လက်တီရယူခြင်းတို့ပြီးတော့မြေပြင်ရဲ့အမှန်တကယ်အခြေအနေတွေကိုလိုက်လံစုံစမ်းခြင်းတို့သူတည်တနာပြုခြင်းတို့ဒီလောက်ပဲကျမတို့အရပ်ဖက်ဖွဲ့စည်းကတတ်နိုင်တဲ့အတွက်ကြောင့်ကျမတို့အရပ်ဖက်ဖွဲ့စည်းအနေနဲ့နယ်နိမိတ်ပြဿနာကိုဘယ်လောက်အထိလုပ်ခဲ့ပြီးပြီလဲဆိုတဲ့မေးခွန်းအပေါ်မှာတော့ကျမကတိတိကျကျအဖြေတစ်ခုကိုကျမမပေးနိုင်ဘူးဒါပေမဲ့ကျမပေးနိုင်တဲ့အဖြေတစ်ခုတော့ရှိတယ်ကျမတို့ဒီမင်းတပ်မြို့မှာရှိတဲ့အရပ်ဖက်အဖွဲ့အစည်း CSO လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်ကျမတို့လက်လှမ်းမီတလောက် data တွေစုတယ်ကျမတို့လက်လှမ်းမီတလောက်interview တွေလုပ်တယ်ကျမတို့လက်လှမ်းမီတလောက်စာအုပ်စာပေမြေပုံသမိုင်းကြောင်းအထောက်အထားတွေကိုကျမတို့စုတယ်ဆိုတော့တကယ်နေလားငါလားဖြည့်ရှင်းလာမဲ့အချိန်မှာကျမတို့စီကတတေးအချက်အလက်တီကျမတို့မင်းတပ်အရပ်ဖက်ဖွဲ့စည်းကနေစုဆောင်းထားတဲ့သမိုင်းအထောက်အထားတွေဒီကျမတို့ချင်းလူမျိုးအတွက်အများကြီးအထောက်အကူပြုနိုင်ပါတယ်လို့တော့ကျမအတိအကျစကားပြောနိုင်ပါတယ်အရပ်ဖက်ဖွဲ့စည်းအနေနဲ့ဒီနယ်နိမိတ်ကိစ္စတွေကိုဘယ်လောက်အတိုင်းအတာထိလုပ်ခဲ့ပြီးပြီလဲဆိုရင်ကျမတို့လုပ်ခဲ့ပြီးသွားတဲ့ကိစ္စလိုမျိုးဆိုဥပမာဒီရည်ရှင်တို့ဒီနာကကျမတို့မင်းတပ်နာကတောင်းတက်တို့ဒီကြောက်တောင်တို့ဒီကျေးရွာတွေရဲ့ပြဿနာတွေမှာလည်းကျမတို့အရပ်ဖက်ဖွဲ့စည်းတွေရဲ့ပါဝင်မှုအားတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့လက်ရှိကျမတို့ရဲ့လွှတ်တော်အမတ်တီကျမတို့ရဲ့အစိုးရတွေကကျမတို့ကိုဥပက္ခပြုတဲ့အပိုင်းလေးတွေရှိခဲ့တယ်ပေါ့မင်းတပ် CSO အကုန်လုံးကိုခြုံပြောမယ်ဆိုရင်ကျမကိုတိုင်မပါဝင်နိုင်ရင်တောင်မှကျမရဲ့ EC member တွေပါဝင်နေတဲ့ဒီလှုပ်ရှားမှုလေးတွေအမြဲတမ်းရှိပါတယ်အခုဒီရွှေအောင်တာကိစ္စမှာလည်းထဲဝင်ကျမတို့ Chochen Women Organization အဖွဲ့အစည်းအနေနဲ့ဖိတ်စာတွေရောက်ခဲ့ပေမဲ့တည်င်းပေးအကြောင်းကြားတာတွေရှိခဲ့ပေမဲ့လူကိုယ်တိုင်သွားရောက်စန္ဒပြပွဲစန္ဒထုတ်ဖော်ပွဲမှာမပါဝင်နိုင်ခဲ့ပါဘူးဒါပေမဲ့ကျမတို့မှာတိကျတဲ့သတင်းအချက်လက်ဒီ information တွေတော့ကျမတို့စီမှာရှိထားတယ်ဆိုတာလေးကိုကျမပြောနိုင်တယ်နောက်တစ်ချက်ပြန်ပြောမယ်ကျမတို့စီက data အချက်လက်ဒီသမိုင်းအကြောင်းအရာတွေပြီးတော့ဒီရှေ့မီနောက်မီလူကြီးတွေကျမတို့စီမှာအရင်အမြစ်တီဒီနယ်နိမိတ်ကိစ္စကိုဖြည့်ရှင်းနိုင်တဲ့လူအရင်အမြစ်တီရှိပါတယ်ဆိုတာလေးတော့ကျမပြောနိုင်ပါတယ်ကျေးဇူးတင်ပါတယ်မခင်ဝင်းဟုတ်ကဲ့ပါသူအခုကိုပွဲလန်မောင်းပေါ့နော်ဒီမြို့နယ်မင်းတပ်မြို့နယ်ဒီ CND ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဒီတို့ကထဖြစ်တဲ့ကိုပွဲလန်မောင်းကိုမေးချင်ပါတယ်အခုဒီရှီယွန်ဒါနယ်မြေကိစ္စနဲ့ပတ်သက်ပြီးမှဒီချင်းပါတီအနေနဲ့ရောဘယ်လိုမျိုးဆက်လက်ပြီးမှအစီအစဉ်တွေရှိလဲဘယ်လိုမျိုးဆက်လက်ပြီးမှလှုပ်ရှားမှုအစီအစဉ်တွေရှိလဲဆိုတဲ့ဟာလေးကိုပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကိုထားနဲ့
ကျွန်တော်တို့ကတော့စောနာတော့ကျွန်တော်နည်းနည်းပြောတယ်ပဲဖြစ်မှာဟွာကကျွန်တော်တို့ဟိုစောနာကျွန်တော်ပြောရမယ်မိခွန်းထဲမှာကနည်းနည်းကြံခဲ့တဲ့အရှိခုလက်ရှိမှာလည်းကျွန်တော်တို့ဒီနေ့24ရက်မှာလည်းကျွန်တော်တို့ဥက္ကဋ္ဌတော့ဒီရွှေအောင်သာကိစ္စမှာနေမြေကွင်းစင်းတဲ့အနေထားလည်းရှိပြီးပါပြီဟိုဒေတာခဏလေးအတီးပြီးသားဖြစ်မယ်သူတို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ကွင်းစင်းထားတာလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ကဆက်လက်ပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စတွေအများကြီးရှိပါတယ်ကျွန်တော်တို့စောနာကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဒီရွေးကောက်ပွဲရဲ့ဒီအောင်နိုင်ရေးဟွာကျွန်တော်တို့ရဲ့ဟွာထဲမှာကျွန်တော်ထည့်ပြီးသားဒီ data ကိုယ့်ရဲ့ဒီ data နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒါလို့ရမယ်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဆက်လက်လုပ်အောင်မယ်ပြီးတော့ကျွန်တော်တို့ဒီတမိုင်းအကြောင်းအရာလဲ1909ခုနှစ်တော်လောက်ကောင်း1931 1942ဒီရွေးဆွဲတဲ့မြေပုံအတိုင်း1948ဒီလွတ်လပ်ရေးကျညာစာတမ်းမှာရောကျွန်တော်တို့မှာဒီတမိုင်းအထောက်ထားတွေမှာတော့အများကြီးကျွန်တော်တို့ကရှိထားတယ်ဒါဒီကျွန်တော်တို့ရဲ့နယ်မြေဖြစ်တယ်ဆိုတာကိုကျွန်တော်အတိအလင်းဖော်ပြလို့ရတဲ့ဒီတမိုင်းအထောက်ထားတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာတော့ဒီကိစ္စတွေဖြစ်လာတော့ကျွန်တော်တို့ချင်းပါတီအနေနဲ့တော့ဒါကိုဆက်လက်လှုပ်ဆောင်ဖို့လည်းဖြစ်တယ်အခုလောလောဆယ်မှာတော့ကျွန်တော်တို့ဒီငြိမ်သက်စွာပဲစန္ဒပြတဲ့သဘောတော့ရှိတယ်ကိုဗစ်ကိစ္စနဲ့လည်းကျွန်တော်တို့ကဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေကိုကျွန်တော်တို့ကတော်တော်ကောင်းကိုယ့်ရဲ့ဂျာမာရေးအတွက်နဲ့ကျွန်တော်တို့ကဒီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလောလောဆယ်မှာတော့အယောက်30လောက်ပဲပါဝင်နိုင်တဲ့အခြေအနေမျိုးမှာဂျာနဲ့လူတွေနဲ့ကျွန်တော်ဒေတာခါနဲ့ပူပေါင်းပြီးဖြစ်ပေမဲ့နောက်ဆက်တွဲကိစ္စကျွန်တော်မေလာလောက်မှာတော့ကျွန်တော်တို့အနည်းဆုံးကတော့ကျွန်တော်တို့မပြောနိုင်ဘူးလူဝေးရဒါဂျာမာရေးနဲ့လည်းပြန်ကြည့်ရမယ်ပြီးတော့ကျွန်တော်တို့နောက်ဆက်တွဲလို့ရလို့မေလာလောက်မှာကျွန်တော်ကြွေးကြော်တာနေနဲ့လဲကျွန်တော်တို့ဒီအစိုးရအနေနဲ့ဒီကိစ္စကိုကျွန်တော်တို့ရွှေအောင်တာကိစ္စမဖြေရှင်းပေးလို့ရှိရင်ကြွေးကြော်တာအဖြစ်တော်လောက်ကောင်းလူဦးရေပုံမိုပြီးတော့ထက်တွန်းပြီးတော့လို့ရမယ့်ကိစ္စမှာကျွန်တော်တို့တမ်းပြီးတော့လုပ်ဖို့ကျွန်တော်တို့ပါတီကတော့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်ထားတာဆိုတာထက်ကိုကျွန်တော်တို့ကကိုယ့်ရဲ့အမျိုးသားရေးဖြစ်တဲ့အတွက်ဒါလုတ်တင်လုတ်ထိုက်တဲ့လို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်လက်လုပ်ရမှာပဲဒါကိုယ့်ရဲ့နယ်မြေဖြစ်တဲ့ကျွန်တော်တို့လုပ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးပေါ့နော်ဆက်လက်ပြီးတော့မေးခွန်းလေးတွေရှင်းလဲကျွန်တော်ပြန်ဖြေပေးမယ်ကျွန်တော်တို့ဒီချင်းပါတီအနေနဲ့မဟုတ်ဘဲနဲ့ဒီရွှေအောင်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တမိုင်းအခြေအနေရချင်းပေါ်မှာချစ်ကြည်ရေးထင်းလေးမျိုးနယ်မှာလုတ်ကြဲက1948ကရဲကကျွန်တော်တို့ဒီတမိုင်းအကြောင်းတွေရှိပြီးသားချင်းဝဲဒေတာတိုင်းမှာပဲချင်းပြင်းနဲ့ဖြစ်လာတဲ့အကြောင်းမှာလည်းဒီတမိုင်းကိစ္စတွေအများကြီးရှိပြီးသားဆိုတော့ကျွန်တော်တို့ကတော့ဒါဖြစ်လာတဲ့ပြဿနာကတော့တမိုင်းအကြောင်းအရာနဲ့ဖြေရှင်းမယ်ပြီးတော့လိုအပ်လို့ရှိရင်ကျွန်တော်တို့ပါတီကတော့အစဉ်သစ်နေရာယူမယ်ဆောနာကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဒီအခုလက်ရှိမှာလဲကျွန်တော်ပါဝင်သလိုပဲနောက်ဆက်တွဲမှာလဲပါဝင်ဖို့ကျွန်တော်မျှော်လင့်ပါလေကိုထားနိုင်ရနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုဘိုးလည်းမှာတော့ဒီပါတီရဲ့ဥက္ကဋ္ဌနှစ်လည်းဖြစ်တဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာလည်းကိုယ်တိုင်ကိုကြထဲပုံပါဝင်တဲ့လူဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်ဆက်တွဲဒီ CNND အနေနဲ့ဆက်လက်ရပ်တည်မယ်ဆိုတဲ့ဟာတီးရတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ပါတယ်ကိုကီကိုဆက်လက်ပြီးမှနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်ကျွန်တော်ဆက်မေးချင်ပါတယ်ကျွန်တော်တို့ဒီကိစ္စတာကိုကီတို့ရဲ့ကိုကီတို့ကြွကြော်တဲ့အတိုင်းပေါ့ကိုကီတို့ဆန္ဒအတိုင်းမဖြစ်လာဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးဆက်လက်ပြီးမှအစီအစဉ်တွေရှိလဲပေါ့တိတ်မကြားရဘူးခင် mute flip ဖြုတ်ပေးပါအောင်ဖြုတ်ပြီကြားလာပြီဟုတ်ကဲ့ကြားရပြီခင်ဗျာကျွန်တော်ကမိန်လက်ထမ်းမျိုးစမှာတင်ထားတော့တကယ်လို့အခုကျွန်တော်တို့ကကိုဗစ်ကာလလည်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ဗျာရောက်ပေါင်း30တဲ့မပူရတော့လူဝင်အားဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရောက်ပေါင်း30နဲ့ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်ကျွန်တော်တို့ကအခုကြွေးကြော်တာနဲ့လည်းလုပ်လို့ရတယ်ဒါပေမဲ့ကြွေးကြော်တာနဲ့လုပ်လာတဲ့ခါကျရင်နည်းနည်းလူထုအောင်ကြွမှုဖြစ်လာတဲ့ခါကျရင်ဒီကိုဗစ်ကာလနဲ့လည်းတိတ်မကိုက်ညီတဲ့အတွက်ကြောင့်လေးကိုအဲ့အတွက်ကြောင့်ကျွန်တော်တို့ရောက်ပေါင်း30နဲ့ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်အဲ့ဒါကျွန်တော်ချင်းမင်းတပ်ထမ်းမျိုးဆိုမှကျွန်တော်တင်ထားတယ်တကယ်လို့ဒီကျွန်တော်တို့အခု22ရက်နေ့ပေါ့အခုဆန္ဒဖော်ထုတ်တဲ့အပေါ်မှာအစိုးရကနေကိုင်တွယ်ဖြည့်ရှင်းပေးခြင်းမရှိရင်မေလခန့်တွင်
주저 단피 산나셀레 산나 포도 밤에 소리 하잖아. 친 맨날 탐 뉴스 맞잖아. 디나래. 애도 저노루가로 구아 만이라베 요아예. 구아 만이로 뚜저가로 구아로 루비오암래. 시사비로 산나 포도 밤에. 비로 저노 완연 비데 저노의 뭐 다원디 비두리로 비오아마 뭐 저노 친အမျိုးသားတွေ ပေါ့ အားလုံးကိုလည်းကျေးဇူးတင်တယ်ပြီးတော့လည်းရှေ့ဆက်လည်းလောက်အောင်ဖို့အများကြီးရှိလိမ့်မယ်အဲ့ဒါပေါ့ပြီးတော့ကျွန်တော်တို့ကမြေပေါ်ထောက်ထားရည်ဆိုတာလည်းကျွန်တော်တို့စီမှာရှိတယ်ပြီးတော့မြေပြင်မှာကွင်းစင်းလိမ့်လာရင်လည်းကျွန်တော်တို့ဘက်ကသူတို့ဘက်ကနေပုတ်တိုင်နေပါညာပေါ့ဒီမှန်ထိဖြတ်တဲ့အထောက်ထားရည်လည်းကျွန်တော်တို့ဒီနေ့ဒီမင်းတပ်မြို့နယ် CNLD အမတ်ဆရာမှန်ထွန်းကြီးတို့ဦးရှင်နိုင်လည်းပါတယ်ဒီနေ့နော်အဲကျွန်တော်တို့သေချာသွားလိမ့်လာပြီခင်ဗျအဲ့တော့ကျွန်တော်တို့ကဒီဟာကိုအခုကျွန်တော်တို့ဆန္ဒပေါ်လို့တာငင်းချမ်းစွာပေါ့နောက်လည်းငင်းချမ်းမှာပါပဲအခုလုတ်တဲ့နေကိုသူစိုးရကလက်တွေ့ဂိုင်းတော်ဖြည့်ရှင်းခြင်းမရှိလို့ရှိရင်ကျွန်တော်တို့ကြွေးကြော်တာနဲ့မေလခန့်မှာလုံမယ်ဆိုပြီးတော့ကျွန်တော်တို့ line ပေါ်တင်ထားတယ်အခုဇောနာကဟိုစလိုင်းပွေလမ်းမှာအခုဟုတ်တယ်နော်စလိုင်းပွေလမ်းမှာပြောတဲ့အတိုင်းပဲကျွန်တော်တို့ကအဲ့လိုမျိုးရည်ရွယ်ချက်ရှိကြပါတယ်ကိုဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျတစ်ဆက်သေးမှာပဲဒီအစိုးရရောဒီဟာနေမြေကိစ္စတွေဆိုကျွန်တော်တို့ဒီမြို့နယ်အတွင်းမှာရှိတဲ့ MP ပေါ့နော်ဆက်တော်ကိုယ်စားလှယ်နဲ့လည်းအများကြီးဒါသက်ဆိုင်တာဖြစ်တယ်တစ်ဖက်မှာဒီအစိုးရအနေနဲ့လည်းအများကြီးသက်ဆိုင်တာဖြစ်တယ်အဓိကတော့ကျွန်တော်တို့ဆန္ဒထုတ်ဖော်ပွဲမှာတောင်းဆိုတဲ့ချက်တွေကိုအစိုးရနေပြီးမှတာဝန်ရှိအာဏာပိုင်တွေအစိုးရနေပြီးကိုင်တွယ်ဖြည့်ရှင်းဖို့တာဝန်ရှိရပေါ့နော်ဒီအစိုးရရောဆရာအနေနဲ့ပြောချင်တာရှိတယ်အစိုးရကိုပြောစရာဆိုလို့ကတော့လောလောဆယ်တော့မရှိသေးဘူးပေါ့လောလောဆယ်မရှိသေးဘူးဒါပေမဲ့သူတို့ကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲကျွန်တော်တို့ဒီနေ့ကချင်းပြည်နယ်နဲ့မဲမထည့်ရဘူးလေဆိုတော့ဒါပေမဲ့သူတို့ကိုမယုံကြည်ဘူးလို့တော့မပြောဘူးယုံကြည်လို့လည်းကိုကတောင်းဆိုထားတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူအနေနဲ့ကတော့ယုံကြည်လို့တောင်းဆိုထားတာကိုမဖြည့်ဆည်းပေးနိုင်ရင်ကတော့မယုံကြည်တော့ဘူးဒါပဲကျွန်တော်တို့ပြည်သူရဲ့တမိုင်းပေးတာဝန်လို့ပြောရမှာပေါ့ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်အခုပြည်ခုလိုပြည့်စုံဖြေချပြရန်ကောင်းပါတယ်မခင်ဝင်းကြီးအနေနဲ့ရောကျွန်တော်တို့ဒီရပ်ဖက်ဖွဲ့စည်းအနေနဲ့ရောဘယ်လိုမျိုးဆက်လက်ပြီးရပ်တည်ဖို့အစီအစဉ်ရှိလဲဒီအစိုးရဘက်ကိုရောလွှတ်တော်ကိုယ်စားလှယ်ဘက်ကရောဘယ်လိုမျိုးပြောချင်လဲခင်ဗျဟုတ်ကဲ့ပါအရပ်ဖက်ဖွဲ့စည်းအနေနဲ့ကျမတို့ဘယ်လိုရပ်တည်ရမလဲဆိုရင်တော့ရွှေအောင်တာဆိုတာဒီရွာမှာဒီအိမ်တွေရှိလာမှရွှေအောင်တာလို့နာမည်ပေးတာပါတစ်ချိန်တုန်းကအဲ့ဒီနေရာတွေကိုငုံကြီးငုံလေးပရောက်သုံးဟွာပေနာတီငုံကြီးပေနာတီငုံလေးပေနာတီပရောက်သုံးဟွာဒီပေနီယာတွေဒီချင်းပြည်နယ်ဖြစ်တယ်ပေနီယာတွေဒီထီလေးမြို့နယ်မကွေးတိုင်းဖြစ်တယ်ပေနီယာကတော့စောမြို့နယ်ကြီးရွာရဲ့အပိုင်ဖြစ်ပါတယ်ဆိုတာကိုအတက်ပြောနိုင်တဲ့ပုံကိုယ်ကြီးရောနယ်ထဲမှာလည်းဒီချိန်မှာတတ်မကုံအောင်အများကြီးရှိသေးတယ်ချင်းမှာလည်းအများကြီးရှိသေးတယ်တစ်တောအငိမ့်စားတွေလည်းအများကြီးရှိသေးတယ်လူထုတွေလည်းအများကြီးရှိသေးတဲ့အတွက်ကြောင့်ကျမတို့ဒီလူထုကိုအခြေပြုတဲ့အတွက်ကြောင့်လူထုတွေကိုတက်တည်ပြုမှာပါဒါလေးတစ်ချက်ကျမပြောချင်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့ကျမတို့ဒီမိုကရေစီအပြောင်းအလဲတစ်ခုဒီမိုကရေစီလို့ကျမတို့ပြောနေတဲ့အစိုးရဒီမိုကရေစီကိုစမတ်ကြကျင့်သုံးပေးပါလူနည်းစုတွေလူထုလူတန်းစားတွေလူနည်းစုတွေကိုနစ်နေတော့လူအရေးချိုးဖောက်မှုဒါမျိုးတွေကိုကျမတို့ရဲ့တက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေရှိမယ်ကျမတို့ရဲ့တက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရှိမယ်ပြည်ထောင်စုအဆင့်တွေရှိမယ်ပေါ့ဆိုတော့ဒီမိုကရေစီဆိုတာပါလဲဒီမိုကရေစီဆိုတာလူအခွင့်အရေးကိုစံချိန်စံနှုန်းပြည့်မီအောင်ကျင့်သုံးတဲ့နိုင်ငံရေးစနစ်ကိုဒီမိုကရေစီလို့ခေါ်တဲ့အတွက်ကြောင့်ဒီမိုကရေစီကိုစမတ်ကြကျင့်သုံးနိုင်ဖို့ကိုတော့ကျမတို့အရပ်ဖက်ဖွဲ့စည်းကတွန်းအားအများကြီးပေးရအောင်ပါလို့နောက်တစ်ခုပြောချင်တာကတော့ကျမတို့ရဲ့လွှတ်တော်အမတ်တွေတက်ဆိုင်ရာလွှတ်တော်အမတ်တွေတက်ဆိုင်ရာပြည်နယ်အစိုးရတွေကျမတို့အခြေခံလူတန်းစားတွေကျမတို့လူထုအခြေပြုအရပ်ဖက်ဖွဲ့စည်းတွေကို
မိပါနဲ့လို့ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်တိကျမှန်ကန်သောတရင်အချက်လက်တွေမြေပြင်ရဲ့အခြေအနေကိုသိချင်ရင်အရပ်ဖက်လူထုအခြေပြုအရပ်ဖက်ဖွဲ့စည်းများတီးမှာရှိပါတယ်ပူးပေါင်းပါဝင်ဖို့ welcome လုပ်ပေးကြပါစေလို့အထူးတိုက်တွန်းမှာကြလို့တယ်သူတို့ဘက်ကပူးပေါင်းမှုတွေကိုသူတို့ဘက်က welcome မလုပ်ရင်လဲကျမတို့ဘက်ကတော့စူးစမ်းပြီးတော့တက်ဆိုင်ရာလွှတ်တော်ကြီးတက်ဆိုင်ရာအစိုးရကြီးအမတ်ကြီးနဲ့ကျမတို့ပူးပေါင်းနိုင်အောင်တော့ကျမတို့တစ်စိတ်မှစူးစမ်းသွားမယ်အမှန်တရားကိုကျမတို့လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းအမှန်တရားရဲ့ဘက်တော်သားတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒီအမှန်တရားဘက်ကအမြဲတမ်းရပ်တည်ပေးမယ်လို့ကျမကတိပြုပါတယ်ဟုတ်ကဲ့ပါကဲကျေးဇူးတင်ပါတယ်မခင်ဝင်းကြီးအားလုံးကျေးဇူးတင်ပါတယ်ပါဝင်ပေးရလူကြီးမခင်ဝင်းကြီးရောကိုကေကီရောနော်ကိုပွဲလက်မောင်းရောအထူးကျွန်တော်တို့ချင်းလင်းဖို့စနေနဲ့အထူးကျေးဇူးတင်တဲ့အကြောင်းဖော်ပြလိုပါတယ်ကျွန်တော်တို့အခုကတော့ဒီအခု interview အစီအစဉ်ကတော့ကျွန်တော်တို့ရွှေအောင်သားနေမြေကိစ္စပြဿနာနဲ့ပတ်သက်ပြီးတော့မှဒီဒေတာခန်နီရဲ့ဆန္ဒထုတ်ဖော်တောင်းဆိုချက်၄ချက်အတိုင်းအစိုးရကနေပြီးမှတက်ဆိုင်ရာအာဏာပိုင်တွေအစိုးရအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်တကယ်လို့များဒီဒေတာခန်နီရဲ့ဆန္ဒအတိုင်းအကောင့်ထဲပေါ်ဆောင်ရွက်မှုအစိုးရဘက်ကပြက်ကွက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီဒေတာခန်နီဘက်ကနေပြီးမှဒီအရပ်ဘက်အဖွဲ့အစည်းဘက်ကတော့လကောင်းပါတီဘက်ကတော့လကောင်းဒီဟာကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်ဆိုတာလည်းကျွန်တော်တို့သိရပါတယ်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ပြည်သူတွေကလည်းချင်းပြည်သူတွေကလည်းဒီအခြေအနေကိုသိရှိပြီးမှကျွန်တော်တို့ချင်းပြည်နယ်အစိုးရမင်းတပ်မြို့နယ်မှာရှိတဲ့လှတ်တော့ကိုယ်စားလှယ်တွေကလည်းဒီပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးမှပြည်သူတွေနဲ့အတူကျွန်တော်တို့ရဲ့ဒီနယ်မြေပြဿနာတွေကိုကင်တွင်ဖြေရှင်းပေးဖို့ကျွန်တော်တို့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီချင်းလန် post media နေပြီးမှကျွန်တော်တို့သက်ဆိုင်သူများနဲ့တွေ့ဆုံမေးမြန်းခြင်းဖြစ်ပါတယ်အခုအစီအစဉ်မှာပါဝင်ပေးကြတဲ့အရောက်စီတဲ့အားလုံးအထူးကျေးဇူးတင်ပါတယ်TV ပေါ်နဲ့တချင်းလန် post နဲ့ကြီးစုနေတဲ့ချင်းပြည်သူပြည်သက်တွေလည်းအားလုံးကျေးဇူးတင်တဲ့အကြောင်းဖော်ပြလိုပါတယ်အားလုံး Merry Christmas ပါအားလုံးကိုတရားနေပြီးနှုတ်ဆက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် Merry Christmas ပါ Merry Christmas ပါ